2026မှာအိမ်ဝင်မိသူများအတွက်ကြည့်တင်တဲ့ဗီဒီယိုတစ်ပုဒ်လို့ကျွန်တော်ယူဆပါတယ်ခင်ဗျာကျွန်တော်ဒီမြို့တော်မြို့နယ်ကအင်ချန်မြို့နယ်ပဲအတွင်းမှာဝင်ရောက်လုပ်ကိုင်နေသူတယောက်ဖြစ်ပါတယ်ခင်ဗျာလုံးချင်းအိမ်တွေကိုရောင်းနေတဲ့ပုံစံအားအချက်3ချက်ဖြစ်ဖော်ပြခြင်းပါတယ်နံပါတ်1ပိုင်ရှင်ကိုယ်တိုင်ဆောက်လုပ်ပြီးရောင်းချသည့်အိမ်နံပါတ်2စောင့်ရောင်းသမားများရောင်းသည့်အိမ်နံပါတ်3 renovation လုပ်ပြီးတော့ရောင်းသည့်အိမ်ဆိုပြီးတော့ခွဲခြားနိုင်ပါတယ်ခင်ဗျာအချက်3ချက်အားအကျယ်ကျုပ်အားဖြင့်ရှင်းပြရမယ်ဆိုရင်နံပါတ်1ပိုင်ရှင်ကိုယ်တိုင်ဆောက်လုပ်ပြီးရောင်းသည့်အိမ်ပိုင်ရှင်ကိုယ်တိုင်ဆောက်လုပ်ပြီးရောင်းသည့်အိမ်ကအပေါ်ဆုံး roof slab မှာအစအောက်ဆုံး foundation အစုံအသေးစိတ်အချက်လက်တွေကအစမိသားစုနေမှာဖြစ်တဲ့အတွက်စိတ်ရောကိုယ်ရောနှစ်ပြီးဆောက်လုပ်ထားဖြစ်တဲ့အတွက်ပြန်လည်ရောင်းချသည့်အခါမှာလည်းဝယ်ယူဖို့အတွက်တင့်တော်တဲ့အိမ်တွေလို့အကြံပေးပါတယ်ခင်ဗျာနံပါတ်2ဆောင်းရောင်းသမားများရောင်းသည့်အိမ်ဆောင်းရုံးသမားတွေနဲ့ကိုယ်တွေတော်တော်များများနဲ့ကျွန်တော်စကားပြောပြပါတယ်ခင်ဗျာဆောင်းရုံးသမားများဟာအင်ဂျင်မြေအကြောင်းကျွမ်းကျင်နားလည်ပြီးသားလူတွေဖြစ်ပါတယ်ခင်ဗျာအဓိကအပြင်သူတို့ကlocation ရွေးချက်တတ်တဲ့ customer အကြိုက်မဲ့အိမ် design အနေထားတွေကိုနားလည်ပြီးသားလူတွေဖြစ်တဲ့အသေးစိတ်ထည့်မဲ့ပစ္စည်းတွေအစ customer တွေဘာကိုကြိုက်လဲဆိုတာနားလည်ပြီးသားလူတွေဖြစ်ပါတယ်ခင်ဗျာဒီဆောင်းရုံးသမားတွေအားဆိုရင်သူတို့ကပီတိကိုစားတဲ့လူတွေလို့ကျွန်တော်ကမြင်ပါတယ်ခင်ဗျာသူတို့ရောင်းခဲ့တဲ့အိမ်မှာမိသားစုတစုနေထိုင်နေတာကိုကြည့်ပြီးတော့ပီတိဖြစ်နေရတဲ့လူတွေပေါ့ခင်ဗျာကျွန်တော်ကတော့ဒီအိမ်လေးတွေဆောင်းသမားတွေဆောက်တဲ့အိမ်တွေကိုဝယ်ယူဖို့အတွက်ကျွန်တော်ကတော့အကြံပေးပါတယ်ခင်ဗျာနံပါတ်3ချက်ကတော့ renovation လုပ်ပြီးတော့ရောင်းတဲ့အိမ်တွေဖြစ်ပါတယ်ဒီအချက်မှာသတိထားရမယ့် point တွေပါလာပါပြီခင်ဗျာပိုင်ရှင်ကိုယ်တိုင်ကမိမိအိမ်ကိုတရလှပပလေးဖြစ်ချင်လို့ renovation လုပ်ပြီးတော့ပေါက်ဈေးအတိုင်းပြန်ရောင်းတာမျိုးဆိုရင်ကျွန်တော်တို့ကလက်ခံရပါမယ်လက်ခံလို့ရပါတယ်ဝယ်ယူဖို့အတွက်လည်းပြဿနာမရှိနိုင်ပါဘူးခင်ဗျာဝယ်ယူဖို့အတွက်ကိုတော်တော်လေးကိုစဉ်းစားရမယ်အိမ်ကကြတော့ဘယ်လိုအိမ်မျိုးလဲဆိုရင်မြေတစ်ကွက်မှာအိမ်ဟောင်းတစ်လုံးကိုဝယ်လိုက်တယ်အိမ်ဟောင်းတစ်လုံးဝယ်လိုက်ပြီးတော့ foundation မစစ်ဘူး foundation တက်တွေလုံးဝမစစ်ငလင်တန်းကြန့်ခံမှုတွေဘာမှမစစ်ဘဲနဲ့ 2RC 3RC လောက်ပြန်ပြင်ပြီးတော့ကျွန်တော်တို့အရက်ခေါ်ရဆိုရင် make up ဖို့ပြီးတော့ပြန်ရောင်းတဲ့အိမ်မျိုးကြတော့ကျွန်တော်တို့ဝယ်ယူဖို့အတွက်ကျွန်တော်ရဲ့ person တွေရတော့အကြံမပေးပါဘူးအရန်ကြိုက်လို့ဝယ်ကျင်တယ်ဆိုရင်လည်း HMB မှာအိမ်ကြောင်းနားလည်ပြီးတော့ကျွမ်းကျင်တဲ့လူတွေကိုခေါ်ပြီးတော့ဝယ်ယူပါလို့ကျွန်တော်ကတော့အကြံပေးပါတယ်ခင်ဗျာဒီမြို့တော်မြို့နယ်အတွင်းမှာအစကျွန်တော်တို့ရန်ကုန်မြို့နယ်လုံးမှာရောင်းချနေတဲ့အိမ်ပုံစံတွေကကျွန်တော်ခုနပြောတဲ့အချက်3ချက်ပေါ်ပဲမူတည်ပြီးတော့ရောင်းချနေတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ HMB knowledge sharing video လေးကိုအစားဆုံးကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ HMB တွေကိုအခက်အခဲမရှိဝယ်ယူနိုင်ပါစေခင်ဗျာ